ကျွန်တော်တို့လောကအရာနဲ့တမန်တရားကိုသိချင်းအရာဘာကွာလဲလို့ပြောကျွန်တော်ပြောပြမယ်လောကအရာတွေကခမ ्या ကိုအောင်မြင်ဖို့ပြောကောင်းပြောမယ်ဒါပေမဲ့ခမ ्या ဒီအရာကိုလက်ခံထားလိုက်တာနဲ့ခမ ्या ရဲ့ဝိညာဉ်စိတ်နှလုံးကငြိမ်သက်ခြင်းမရှိဘူးပူပန်တယ်ဒါပေမဲ့တမန်တရားတည်းဟူသောခရစ်တော်ရဲ့အမှုပြီးစီးခြင်းကနေမှလာတဲ့ဝမ်းမြောက်ခြင်းအောင်မြင်ခြင်းတွေအားလုံးဟာတင်းနှလုံးသားထဲကိုဝင်တဲ့အခါမှာငြိမ်သက်ခြင်းရှိတယ်လောကစကားနဲ့လောကအသွေးခေါ်နဲ့တမန်တရားနဲ့ဆိုင်တဲ့ဉာဏ်ပညာကမတူဘူးတကယ်ပညာရဲ့အရင်းအမြစ်ဟာခရစ်တော်ဖြစ်တယ်ဉာဏ်ပညာရဲ့ဗန္ဒာလည်းပဲခရစ်တော်ဖြစ်တယ်ဒီအရာဟာကျွန်တော်တို့အတွက်ယုံကြည်သူတွေအားလုံးကခရစ်တော်ကိုဗဟုပြုပြီးတော့မှခရစ်တော်ရဲ့အမှုပြီးစီးခြင်းကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့အတွက်လုံလောက်တယ်အရာအားလုံးရဲ့ဉာဏ်ပညာအချုပ်အခြာဖြစ်တယ်แต่ဖျားသခင်ရဲ့နည်းနည်းသောပညာလို့ပြောရင်စီးပွားရေးပါလာလို့ပြောပါတယ်လူတစ်ယောက်ဘလို့ရှင်သန်မလဲပါတယ်ကျွန်တော်တို့လွတ်မြောက်ပြီးအောင်မြင်ပြီးကျွန်တော်တို့ဟာကောင်းစားတယ်ဝန်ခံနိုင်တာကခရစ်တော်ဤလက်ဝါးကတိုင်ပေါ်မှာအမှုပြီးစီးသောယေရှုတော်တရားဖြစ်တယ်။သင်ဟာခရစ်တော်ကိုရလာတဲ့အခါမှာအဲဒီဝတ်ထားသောတန်ဖိုးရှိသောဗန္ဒာအလုံးစုံဟာဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအဖြစ်သင်ဟာရရှိပိုင်ဆိုင်သောသူဖြစ်လာမှာဖြစ်တယ်။